ရှင်ယောဟန်အခန်းကြီး3အငယ်1ကနေဖတ်မယ်ကြိုက်တဲ့နေရာကိုဖတ်မယ်ယူဒလူတို့တွင်နော်အရာရှိဖြစ်သောနီကိုဒင်းအမည်ရှိသောဖရာစေတယောက်သည်ညအခါယေရှုထံတော်သို့လာ၍အရှင်ဘုရားကိုယ်တော်သည်ပြောတော်မူသောဤနမိတ်လက္ခဏာတို့ကိုဘုရားသခင်ရဲ့အခွင့်မရှိလင်အဘေတူမြတ်မပြုသည်ကိုအကျွန်ုပ်ထုတ်၍ကိုယ်တော်သည်ဘုရားသခင်ထံမှလာသောကြွတော်မူသောဆရာဖြစ်ကြောင်းသိကြ၏ဟုလျှောက်လေတော့ခါအခန်းငယ်အခန်းငယ်ရှစ်ထုတ်ကနေပြန်ဖတ်မယ်ကျန်တဲ့ဟာတော့ဖတ်ရင်းနဲ့ဖတ်မယ်တော့ရှစ်ထုတ်ကနေပြန်ဖတ်မယ်ကောင်းကင်ဘုံကရှစ်တဲ့၍ကောင်းကင်ဘုံ၌နေကျတော်သူလူသားမှတပါဘသူမှကောင်းကင်ဘုံတော့မတည့်ရမောရှိဒီတောနဲ့မွေကိုမြုပ်ထားတကယ်တော့လူသားဒီမြုပ်ထားခြင်းကိုခံရမယ်အကြောင်းမူကားထူသားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်မျက်စိချင်းတော်မရောက်ထာဝရအသက်ကိုရရှိခြင်းဟာအတားမဲ့အကြောင်းခန့်ငယ်စေကြောင့်မှာဘုရားသခင်ဒီအာလုံတိပိတာတာတော်ကိုဘုရားသခင်ဒီတာတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်မျက်စိချင်းတော်မရောက်အာလုံဖက်မဲ့ထာဝရအသက်ကိုရရှိခြင်းဟာဘုရားသခင်ဒီမိမိနဲ့တပါးတော်သားတော်ကိုစွန့်တော်မူပြီးတတ်အောင်လောကီသားတော်ကိုချစ်တော်မူ၏ဖတ်တော်ကျမ်းဘုရားပြည့်ရှိတဲ့ကိုပြတဲ့ကောင်းချီးပေးပါစေဒီမနေ့ဘုရားကိုဝတ်ပြုဖို့ရချင်းမဖို့ရလာတဲ့တာသမီးရောက်ရှိတဲ့ကိုလည်းဘုရားတင်ဆက်လက်ပြီးကောင်းချီးပေးပါစေဆိုတော့ဒီရှင်ယောဟန်ဆိုတဲ့တရင်ကောင်းပေါ့နော်တရင်ကောင်းဒီကျမ်းစာဟာAD 80နဲ့အခုစေအကြောင်းမှာနော်ဒီယောဟန်ကြီးထားတဲ့စာရေးရှာဖိလိပ္ပိဆိုတဲ့အကျဉ်းEphesusဆိုတဲ့ထောင်ထဲမှာအကျဉ်းကျရင်းနဲ့ပြောရှိထားတာနော်ထောင်ထဲကနေရှိထားတာနော်ဘလို့ခက်ခဲမလဲပေါ့နော်ဒီကျမ်းပိတ်ဟာဓမ္မကျမ်းစာကဘာဦးကျမ်းကလည်းကြီးကျွမ်းမယ်ရှင်နော်53မြို့တော့ဓမ္မကျမ်းစာဖြစ်တယ်အခန်းကြီး20ရှိတယ်အခန်းရဲ့ဘောက490ခုရှိတယ်ဆိုတာကိုဒီရှင်ယောဟန်ခရစ်ဝင်ကျမ်းကအကြောင်းလည်းကိုပြောပြခြင်းနဲ့ဒီယောဟန်တအုပ်လုံးမှာအခန်းကြီး20ရှိတယ်နော်အခန်းကြီး20အခန်းငယ်900ကျော်ထဲမှာအရေးကြီးဆုံးဟာပေါ့ရှိတယ်ယောဟန်ဓမ္မဒီရှင်ယောဟန်ဓမ္မကြောင့်ကိုဖတ်တဲ့အခါမှာအမေတန်တော်မထဘူးကအတိကအချက်နှစ်ချက်ရှိတယ်ဆိုတာကိုမှတ်ထားမယ်နံပါတ်1ချက်ကပါလဲဆိုတော့အခုနဖတ်တော်တဲ့အခန်းကြီး3အငယ်16ဘုရားသခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့ခုနကျွန်တော်ဖတ်တဲ့အပိုက်ကပထမအကြီးကြီးသောအပိုက်ဖြစ်တယ်ဒုတိယအပိုက်ကပါလဲဆိုတော့အခန်းကြီး20အငယ်30ကနေ30ပြပါဖြစ်တယ်အခန်းကြီး20အငယ်30ကနေ30ပြပါဖြစ်တယ်ယေရှုခရစ်တော်ပြုလုပ်ထားတဲ့နမိတ်လက္ခဏာတွေအရာအလုံးတွေဟာကျွန်တော်တို့ရင်းနေဆိုတော့လုံးဝရင်းတာလို့မဟုတ်ဘူး။ဒါကြောင့်ဒီကျမ်းစာအုပ်ထဲမှာရှိတဲ့အရာလာမဟုတ်ပဲနဲ့ယေရှုခရစ်တော်ကနမိတ်လက္ခဏာတွေပြုလုပ်တဲ့အရာတွေအဖို့ဖွယ်နမိတ်လက္ခဏာတွေအများကြီးယေရှုခရစ်တော်ကပြုလုပ်ခဲ့တယ်ဆိုတာကိုလူသားတွေအားလုံးကသိဖို့ရန်အတွက်ရှိတယ်ဆိုတာကိုအဲ့ဒီကျမ်းပိုက်နှစ်ပိုက်ဟာဒီရှင်ယောဟန်ခရစ်ဝင်မှာဖတ်တဲ့အချိန်မှာအဓိကအရေးကြီးသောအပိုက်ကိုရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့အားလုံးကသိဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာအခန်းကြီး3ကိုအငယ်36အထိရှိတယ်ဒါပေမဲ့အဲ့ဒီ36ကဥပမာပြောမယ်ဆိုတော့ Greek ဘာသာစကားနဲ့ကျွန်တော် full stop မရှိဘူးနော်အဲ့ဒီမှာအခန်းကြီး3ကအငယ်10လက်ထိဘူးလေအဲ့ဒါ full stop မရှိဘူးကြောင့်ပဲဒီမှာလည်းအဲ့လိုဖြစ်သွားတယ်အခန်းကြီး3အငယ်1ကလည်းအငယ်36မှာအဲ့ဒါကြောင့်ထဲပဲဖြစ်တယ်နော်တစ်ဆက်ထဲပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့တေတနာဟောမယ်ဆိုပဲဖြစ်တင်ပေးမယ်ဆိုရင်လည်းဖြစ်တချို့တော့လည်းတော်လို့မရတဲ့အတွက်ကြောင့်ဒီဟာလေးတွေကိုအတူချုံးလိုက်နေပဲကျွန်တော်တို့အကြည့်ဖြစ်ပါတယ်ဆိုတော့ဒီအခန်းကြီး3ကဘာကိုတင်ပေးတယ်လဲဆိုတော့နံပါတ်1မှာရှစ်မှန်တော်ယုံကြည်သူဆိုတာကိုကျွန်တော်တို့တင်ပေးတာဖြစ်တယ်ဆိုတော့ရှစ်မှန်တော်ယုံကြည်သူဆိုတာကကျွန်တော်တို့ဘလူတိနန်တလဲဆိုတော့နံပါတ်1ချက်မှာ born from above အထက်ကနဲ့ဝိညာဉ်တော်ခနဲ့ပေါ့နော်ကောင်းကင်နိုင်ငံမှာမွေးဖွားတော်သူတာလေဆိုလို့ရှိရင်ကဒုတိယမွေးဖွားခြင်းခံရတော်သူတာလေရှစ်မှန်တော်ယူကြည်သူဖြစ်တယ်ဆိုတာပေါ့အခန်းကြီး3အခန်းငယ်1ကလည်းခုထက်မှာကျွန်တော်တို့ကောင်းကောင်းမွန်မွန်တွေ့ခဲ့တယ်
အခုနကျွန်တော်တို့ဖတ်သွားတဲ့ဓမ္မကျမ်းထဲမှာဘာပြောလဲဖရာဆဲတယောက်ဖြစ်တော့နော်ပြီးတော့အယာရှိတယောက်လည်းဖြစ်တော့ယူဒလူမျိုးထဲမှာအယာရှိလည်းဖြစ်တယ်ပြီးတော့ဖရာဆဲလည်းဖြစ်တယ်ပြီးတော့အခါနဲ့တစ်စိမှာဘာပြောလဲဆိုတော့တင်ဟာဓမ္မဆရာဖြစ်ရပင်လို့ရေးထားတယ်ဆိုတော့ဒီဒီကိုတမှုဆိုတာကနီကိုတင်ဆိုတာကနော်နဲ့လူမဟုတ်ဘူးနော်ယူဒလူမျိုးထဲမှာဘာဖြစ်လဲအယာရှိအမလေးမလွယ်ဘူးနော်အရာရှိတရားပြီးတော့ဖရာဆဲဆိုတာကကျွန်တော်တို့အားလုံးကြည့်ပြီးသားတစ်ပတ်မှာနှစ်ကြိမ်အစာဆောင်တယ်ဓမ္မကျမ်းစာကိုသူတို့ခက်မှာရှင်တော့ကပ္ပဦးကျမ်းကလည်းဟိုအထိပဲရှိတယ်ဒီဖုန်းတော့ပဲထိပဲရှိတယ်ဆိုတော့အဲ့ဒီမှာသူတို့ကအဲ့ဒီကျမ်းစာအုပ်ကိုအကုန်လုံးရခဲ့တယ်ဒီကျမ်းစာအုပ်တွေအကုန်လုံးရခဲ့တယ်ဆိုတော့ကျမ်းစာလည်းအကုန်လုံးရတယ်ပြီးမှပါလဲတစ်ပတ်မှာနှစ်ကြိမ်အစာဆောင်တယ်ဆေးဖို့တဖို့ဆိုတော့ပုံမှန်ပေးလိုက်ရတယ်ဘလို့မှခဲ့တယ်လေဆိုတော့သူတို့မြဖူချုံမှာတုံးနဲ့ချက်တူဖြူကအစားပင်စင်ကအစားအကုန်လုံးကူနော်ဆေးဖို့တဖို့သူတို့ပေးထားတယ်ဒီလောက်ဖျက်ကူဘာသာရေးကိုရန်စားတယ်ဘာလို့ပြောမလဲဘာသာရေးကိုကန်ဆန်တဲ့လူတယောက်ဂျူဒလူမျိုးမှာအရာရှိတယောက်ဒါတော့မကဘူးနော်ဂျူဒလူမျိုးတွေကိုတွင်တင်ပေးတဲ့ဓမ္မဆရာဆိုတာကကျောင်းကဆရာမဟုတ်ဘူးနော်အခုလိုကျောင်းမှာပေါ့နော်ဒီဓမ္မဆရာဓမ္မပညာပေါ့နော်နောက်တစ်ခါတော့ကိုတင်ပေးတဲ့ဆရာတယောက်ဖြစ်တယ်အဲ့ဒီလူကမြတ်ကြီးမှာယေရှုထံမှာတွားပြီးတော့ပြောလဲယေရှုခရစ်တော်ဘုရားတင်ဟာအပေါ်ကနဲ့ကောင်းကင်နိုင်ငံကနဲ့ဒါမှမဟုတ်ရင်ဖယားတခင်ထံကနဲ့လာမဲ့ဆိုတာလာတဲ့လူဖြစ်တဲ့ကြောင့်ကျွန်တော်တက်တက်ခံပါတယ်ဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်တော်လောက်တဲ့အရာတွေအားလုံးဟာကျွန်တော်ကြားတယ်လို့ကျွန်တော်မြင်တယ်လို့ဆိုလူနာတွေကကြပ်မချင်းရတယ်ဖျော်လာတဲ့တာမကနော်မျက်စိကလည်းလူလည်းမြင်စေတယ်နားပိုက်တဲ့လူလည်းနားချစေတယ်နော်ပတ္တမဆွမ်းကြီးကလည်းတွတ်စေတာနဲ့တဲတဲ့လူတော်မှာသူရှင်ပြန်ထားပြောတာနဲ့နော်ရီကူလည်းစပီးဖြစ်စေချင်တယ်သူလောက်လာမြတ်ကြီးပဲလူငါထောင်းကူလည်းနော်မုံတုံးချက်နဲ့ငါတော့ကောနဲ့ကျွဲရတယ်အများကြီးပဲယေရှုခရစ်တော်လောက်ထားတဲ့နမိတ်လက္ခဏာတွေဟာအယံကိုတော့ဖွင့်ရနမိတ်လက္ခဏာဖြစ်တယ်အဲ့ဒါကြောင့်လူတွေကဒီဟာတွေကိုလောက်လို့မရဘူးဒါအဲ့ဒါကြောင့်ယေရှုခရစ်တော်ဟာဘုရားသခင်ထံမှာလာတော့ကောင်းကင်နိုင်ငံမှာလာတော့ဘုရားရဲ့သားတော်ဖြစ်မယ်လို့ငါယူကြည်လက်ခံတယ်လို့ပြောထားလိုက်တယ်ဆူလူချင်တာကသူ့ရဲ့ဒီကကြီးရဲ့သူ့ရဲ့အောက်ကျွတ်ဆိုတာနားလေတယ်နော်သူကဘာတူလဲယူဒလူမျိုးရဲ့အရာရှိတယောက်ဖရာဆဲတယောက်ဓပက်မှာနှစ်ကျင်းကဆဆောင်နေဘေကချင်းကအစတင်ယူချင်းကအစအကုန်လုံးကဘာသာတရားမကန်ဆန်တဲ့လူတယောက်ကခင်ဗျားကသူပြောချင်တာကဒီလိုယေရှုခရစ်တော်ဆိုတာကခင်ဗျားဟာကျွန်တော်လူဓမ္မဆရာကျွန်တော်လူအရာရှိကျွန်တော်လူဖာရစဲဖြစ်မယ်လို့ထင်တယ်ဆိုတဲ့သဘောနဲ့ယေရှုခရစ်တော်ကိုပြောတာအမှန်ဆိုရင်တော့သူ့ရဲ့နီကိုတင်ရဲ့သူ့ရဲ့ယာထုကိုမချပဲနဲ့သူ့ရဲ့ယာထုကိုအောက်ကျွာလောက်ပြီးတော့ဟိုကျွတ်ချင်းလောက်ပြီးမှယေရှုခရစ်တော်ကိုလည်းခင်ဗျားလည်းကျွန်တော်လူဖြစ်မယ်ဆိုတဲ့သဘောနဲ့ပြောတာသဘောပေါက်တယ်နော်ဒီကိုတင်ကယေရှုခရစ်တော်ကိုယူတယ်ချင်းလေးစားချင်းမဟုတ်ပဲနဲ့ခင်ဗျားလည်းအဘိယတိခင်ခံမလာလေလူရောက်ဖြစ်နိုင်တယ်ခင်ဗျားလည်းဓမ္မဆရာတယောက်လည်းဖြစ်နိုင်တယ်ခင်ဗျားလည်းဘယ်လိုပြောမလဲအရာရှိတယောက်လည်းဖြစ်နိုင်တယ်ကျွန်တော်တို့ဖရာဆဲလို့ဆူတောင်းတဲ့လူလည်းဖြစ်နိုင်တယ်ကျေဖို့တကူပေးတဲ့လူလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ဓမ္မကျမ်းစာကိုကုံလို့အလွတ်ရနိုင်တဲ့လူလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်တော့ခင်ဗျားကဒီဟာတွေလောက်တဲ့ဟာကနော်လူတွေကလောက်နိုင်တဲ့အရာတွေမဟုတ်ဘူးဆိုတဲ့သဘောနဲ့ဒီကိုတိကယေရှုခရစ်ကိုပြောတာယေရှုကသူ့ရဲ့နှလုံးသားတိတ်တိတ်ကိုမြင်တဲ့အချိန်မှာပြောလဲဟုတ်ပါတယ်နီကိုတင်ရဲ့ငါကဖျားသခင်သားဘောငါကနေတော့ဆုံးနေတဲ့မဆာယာဘောငါကရှေးပရိုဖက်ကြီးပြောထားတဲ့ဟာဆာလန်ကျန်စာထဲမှာကြီးထားတဲ့ဟာနော်အဲ့ဒီအကြောင်းကြီးကငါပြီလေလူယေရှုကမပြောဘူးမပြောဘဲနဲ့သူ့ကိုလည်းမကျူစုဘူးနော်သူ့ကိုလည်းလာထမပြောဟေးဒီကနေ့တင်ဟာဒုတိယဝေဖို့ချီကိုမခံဘူးဆိုပါတော့လေကောင်းကင်နိုင်ငံကိုမရောက်ဘူးလေမင်းတပတ်မှဘယ်နှခါပဲနှစ်တိမကလေးတင်ပဲစားဆောင်ဓမ္မတရားကိုအလွတ်ပေးရစိတ်ထဲမှာနှလုံးထဲမှာအတက်ကထဲမှာမရှိဘူးဆိုရင်
အဲ့ဒီအစားဆုံးရလဲပုံမှန်ပုံဘာလို့ပြောမလဲအတင်းတော်ကအစားဆုံးစုတော်ပဲအတင်းတော်ကအရှိဝေးအဲ့လိုပဲဘယ်လိုပြောမလဲသဘောတရားနဲ့လောက်ရဟာကဘာမှအကျိုးမဝင်ဘူးနေဒုတိယဘဝဖချင်ခံပါဘောကိလာငါကြောက်မယ်မင်းမကြည့်ဘူးလားယေရှုတို့ပြောလိုက်တယ်မှာနီကိုဒီကဘာဖြစ်သွားလဲလန့်သွားတယ်ဆိုလိုချင်တာကဒီနေ့ကျွန်တော်တို့ဘုရားရှိခိုးကြောင်းလာတယ်လူငွေထက်တယ်ဘောနော်အမျိုးမျိုးတွေချင်းမတချင်းတွေဆိုတဲ့ဟာမျိုးကကျွန်တော်တို့ပုံတဲ့အတန်ပုံမှန်အတန်လောက်ယူလောက်ရှိအတန်ကျွန်တော်တို့လုပ်နေပြီဆိုတော့ကျွန်တော်တို့အတွက်ကောင်းချင်းမင်္ဂလာတစ်ခုမှမရှိဘူးဆိုတော့ဒီမှာတင်ပြရတယ်အဲ့ဒါကြောင့်ဇုံကြည်တော့အစ်စ်မှတော့ယုံကြည်သူတယောက်ဟာတို့အထင်းမှာရှိတဲ့ဝိညာဉ်တော်အသက်တာအပြင်အဲ့ဒီဘုရားကိုချင်းဖို့ဖွရတယ်ဝဲပြုတ်ဖွရတယ်ကိုယ်ွယ်ဖွရလိုအပ်တယ်ဒုတိယမွေးဖွခြင်းအပေါ်ထက်ကလည်းဒုတိယမွေးဖွခြင်းခံရမှသာလေချစ်မှတော့ယုံကြည်သူဖြစ်နိုင်တယ်ဆိုတာကိုယေရှုခရစ်တော်ကပြောလိုက်တယ်ဒီကောတော့အန်သွားပြီဟာငါကအသက်ကြီးပြီပဲဖရာဆေဆိုတာနော်ဆန်ဒရင်ဖရာဆေဆိုတာကလည်းအသက်50မကျော်ရင်မရဘူးတော့ခါမှာပင်ငယ်လည်းရှိမယ်ပြီးတော့မိမလည်းရှိမယ်အင်ထုံကိုကောင်းကောင်းမွန်မွန်ဦးရှိနိုင်တဲ့လူတယောက်အသက်50ကျော်မှဖရာဆေဆန်ဒရင်ဆိုမှသူတို့မပါဝင်တာလားယူဒဆရာရဲ့အဖောင်းဆောင်ဆိုတာအရာရှိဆိုတာကနော်ဆိုတော့အဲ့ဒီအသက်50ကျော်မှတာရရနာတယ်အဲ့ဒါတော့ဒီကောတပုကပြောတယ်ဟာငါအသက်50ကျော်ပြီပဲဘယ်လူနဲ့တဲ့သူကြောင့်ဖွင့်ချင်းခံတာပါလဲဘယ်သူကအသက်ကြီးပြီမှအမိဝက်မဲထက်ကိုဝင်ပြီးတော့ဒုတိယမွေးဖွင့်ချင်းကိုဘယ်သူကခံနိုင်မလဲဒီကတော့မပြောတယ်သူနာမလေးနော်ရှင်းမတော်ယူကြည့်သူဟာဝိညာဉ်တော်အဖွင့်မွေးဖွင့်တယ်အပေါ်ကလည်းမွေးဖွင့်တယ်ဆိုတဲ့ဒီကတော့မသိဘူးကျွန်တော်အစားဆောင်လိုက်တာကျွန်တော်အတင်းထုတ်လို့ဖြစ်လိုက်ရတာကျွန်တော်တနည်းကနေနေတာမှာလူငွေထည့်လိုက်တယ်ကျွန်တော်တနည်းကနေနေတာမှာတချီကူစော်တယ်ကျွန်တော်တနည်းကနေနေတာမှာဖျားချင်းမနဲ့ဆူတဲ့လောက်နဲ့ကျွန်တော်တို့မှာအတက်ကပြောင်းလဲမှာမဟုတ်ဘူးဖျားခေကောင်းချင်းမင်္ဂလာဆိုတာလေခံစားနာမှာမဟုတ်ဘူးကောင်းချင်းမင်္ဂလာဆိုတာနော်အင်ချီပေါင်းပြီးလို့မပြောနဲ့နော်ပိုက်ဆံနေလို့မထင်နဲ့ကားရီနေလို့မထင်နဲ့ဖျားတခင်ထာမလာတော့ကောင်းချင်းမင်္ဂလာ blessed ဆိုတဲ့ဂရိကိုဝါဒရဲ့အကြည့်ပြဟာတော့ငြိမ်သက်ခြင်းဖြစ်တယ်ဟာလေလုယာငြိမ်သက်ခြင်းချမ်းသာခြင်းကြမှာခြင်းဖြစ်တယ်နော်ဖျားတဲ့ကောင်းချင်းမင်္ဂလာခံစားရတဲ့လူကအခုနညီကူကတက်တဲ့ခန္ဓာပဲလေနော်ရှေးရုံတိုက်ခြင်းနဲ့လည်းဝမ်းမြောက်တယ်အလုံးမရှိရင်လည်းဝမ်းမြောက်တယ်ဆက်ပြုတ်ပြောင်းရင်လည်းပြုံးနာတယ်အဲ့ဒါမရှိမှတော့ယုံကြည်သူပဲဟာလေလုယာအာမင်မရှိမှတော့ယုံကြည်သူရှင်တော့ဖျားတဲ့နာပဲရှင်တော့မာစားမလဲငါတို့ဘလို့တော့မလဲငါအလုံးမရှိဘူးကွာအာဒီလူမျိုး operation လုပ်တဲ့ရှင်တို့တက်တဲ့ရှင်တော့ဘယ်သူကကုနေမလဲအမျိုးမျိုးရှိရစစ်စားပြီးတော့နောက်ဆုံးကျတော့ဘာဖြစ်လဲငါအသက်ရှိတာဘာမှမထူတော့ဘူးရှိပြီးတော့ကျူရှဲပြီးတော့ဘာဖြစ်လဲကိုတက်တဲ့ချင်းကြီးရှင်အဲ့ဒါမလားအလုံးလည်းမရှိဘူးကျက်မရေးလည်းမကောင်းဘူးလေမလေးရှားမှာ document ဆိုတဲ့ IC လည်းမရှိဘူးလေဇေဒီဖမ်းမဲ့ချုပ်တဲ့မှာဘာပြီးပို့တယ်အမျိုးမျိုးစဉ်းစားပြီးတော့နော်ဒီမလေးရှားမှာကျွန်တော်တို့အတန်းဟာနော်ခဏလေးနဲ့တင်လူပြုတ်ကိုသွားတာနဲ့အရာတွေဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့မှာယေရှုခရစ်တော်ရှင်မတော်ယူကြည်သူမဟုတ်ပဲနဲ့အဲ့ဒီဖခင်ဝိညာဉ်တော်နဲ့အထူးမသက်ရှင်ဘူးရှင်နော်ကျွန်တော်တို့ခက်ခဲတာနော်ကျွန်တော်တို့တစ်ခုခုပြဿနာကြုံတွေ့တာနဲ့ကိုယ့်ကိုယ်တက်တဲ့ခြင်းနဲ့ဆက်တဲ့တူလာအဲ့ဒါစာတမနာရဲ့လို့အဲ့ဒါနဲ့ဝိညာဉ်ဆုရဲ့လက်ဆုရဲ့အလုပ်ပဲအဲ့ဒါကြောင့်ယောဂကြောင့်တည်တဲ့လူတွေထဲကိုယ့်ကိုယ်တက်တဲ့ခါနဲ့နော်တက်တဲ့လူတွေအများကြီးရှိတယ်ကိုယ့်ကိုယ်တက်တဲ့ကျူးဆွဲတာမကပဲနဲ့တရားပုတ်ကနေခုံနဲ့ပရိပုတ်ကနေခုံနဲ့နော်ပြီးမှလည်းအချက်တမလုံးဖြစ်ပြီးတော့တဲတာအဲ့ဒါလည်းကိုကူတက်တဲ့ဟာပဲနော်သူတို့စိတ်ကူပြီးတော့သူတို့ဘာမှမရှိစားတော့ဘူးသူတို့တောင်းစားတယ်သူတို့ခူးစားတယ်သူတို့ဘာမှမလုပ်ချင်တော့ဘူးအရက်ပဲတော့ပြီးတော့တဲသွားတယ်ဒါလည်းကိုကူတက်တဲ့ဟာပဲဆိုတော့ဒီနေ့ဒီကောင်တို့လည်းနားမလဲတဲ့အချိန်မှာယေရှုခရစ်တော်ပြောတယ်ဒီကောင်တို့ငါပြောတာလားထောက်ကောင်းကင်နိုင်ငံကလည်းဒီမေကြည့်ကိုရှင်းတဲ့လူကြောက်မှမရှိသေးဘူး။ကောင်းကင်နိုင်ငံကလည်းမေကြည့်ကိုရှင်းလာပြီးတော့မေကြည့်ကလည်းကောင်းကင်နိုင်ငံကိုတက်တဲ့လူကဒီလူသားမှတပါဘယ်သူမှမရှိဘူးတဲ့။ဟာလေလုယာ။အာမင်။ဒီနေ့နော်ဒီနေ့မာယုံတော်သူတင်ချက်နာပရိုဖက်တွေထွက်လာပြီနော်။ငါပြင်းတော့ဗမာစကားနဲ့ဘယ်လိုပြောလဲဆိုတော့ကျမ်းမှာချမ်းသာတရင်ကောင်းတယ်你那种基督批评说呢，可以让批评说呢，钱大没？啊，这样没人的讨厌没？啊，被啥的条件，
ငါတူပေါ်စေမယ်ပိုက်ဆံအဲ့ဒီမှာတူပေါ်စေမယ်အဲ့ဒီရှိတော့ကြည့်ဆိုင်စပင်းနဲ့ထွက်လာမယ်ငါဆူတော့ပဲမယ်ခါပါပဲပြောစာရာဘာရာဟုတ်လားဒီဘာယုံတော့ကြည့်တူရီဘာယုံတော့တင်လို့ဒီမှာထွက်လာပြီကောင်းကင်မှာဖျက်တယ်တော့ခေါ်တယ်ကောင်းကင်မှာအချမ်းပြောတယ်ရွှေနဲ့လောက်ထားတယ်ဟာနေရကတော့အချမ်းကူမီပါလေပူတယ်အနေလေးရှူတယ်ကောင်းကင်ငရေကဘလုံးဝဲတယ်ဆိုတော့ကောင်းကင်နဲ့မေကြီးချဝဲတယ်ဆိုတော့ကျက်ဆက်မှာတော့ဒါပေမဲ့ကျွန်တော်ယူပါယူနေဖျက်ကမင်းစေချင်တယ်ဝိညာဉ်တော်ကူဆောင်နေဆိုတဲ့လူကတော့ကောင်းကင်နဲ့မေကြီးကိုတခါလေးမြင်ကြတယ်တော့အဲ့လိုဆရာကောင်းတယ်နော်ဒီလူမျိုးသူတင်တဲ့လူတွေကဘာပေါ်အများကြီးဖြစ်လာပြီဒီလူတွေမယုံနဲ့ယေရှုကငါတာယုံပါငါကူပဲယုံပါငါတာဒီကောင်းကင်ကလည်းမေကြီးမေကြီးကလည်းကောင်းကင်ကိုတက်ရှင်းတဲ့လူကငါပဲဖြစ်တယ်ဒီကတော့ငါပြောပြမယ်နော်ငါလောကအကြောင်းတော့ငါပြောပြတာမင်းနားမလဲဘူးဆိုတော့ကောင်းကင်နိုင်ငံအကြောင်းကိုဘယ်လိုနားလည်တာမလဲဟာလေလုယာဝိညာဉ်တော်ဖျက်မရှိခဲ့တဲ့ဓမ္မတရားကိုနားလည်ဖို့မလွယ်ဘူးဇာတိပဂတိနဲ့မွေးဖို့တော်သူတွေသိချင်းဇာတိပဂတိခံရတယ်ဝိညာဉ်ပဂတိနဲ့မွေးဖို့ချင်းခံရတော်သူတွေထာဝရတဲ့ကိုရမယ်ဒီကနေ့မို့လေတိုက်တယ်ဆိုတာမင်းကြောက်ဘူးနော်ကြောက်ဘူးလေလေကူမြင်လားမမြင်ဘူးအဲ့လိုပဲဝိညာဉ်တော်ကလောက်တော့တယ်ဟာလေလုယာဝိညာဉ်တော်ကလှရှိပါဝလူမလောက်ဘူးနော်သိထားဝိညာဉ်တော်ကပူပေါင်းပြီးတော့ဟာဆိုတာမပပွေးဘူးနော်ဝိညာဉ်တော်ကနော်လင်မပါတဲ့ဝိညာဉ်တော်ဖျားဝိညာဉ်တော်ဖြစ်တယ်လက်ရှိပါဝလူသူများကမဟုတ်ဘူးမလောက်ဘူးနော်ရှင်ဘောလူကပြောတယ်ကောင်းကင်နဲ့မေကြီးကြမှာဆက်ကြဝလာမှာရှိတဲ့နတ်စုတွေကတင်တော့ဘောချုံနေပြီဒီလူတွေလည်းတော့ပတ်တော်ချက်တော်လာလေယေရှုခရစ်တော်ကိုတော့ပတ်တော်နဲ့သူ့ကိုဆုံဆန်းဆက်တာလေယေရှုခရစ်တော်ကတော့ပတ်တော်နဲ့သူ့ကိုပြန်လေချိပါတာလေအဲ့ဒါကြောင့်ကျွန်တော်တို့မှာနောက်ကပတ်တော်တရားနဲ့အတက်မရှိဘူးဆိုဝိညာဉ်တော်ဖျားကျွန်တော်အထက်မှာမရှိဘူးဆိုတော့ဒီဟာကျွန်တော်နားလေဘူးကမလို့ဘူးအဲ့ဒါကြောင့်ရှင်းမှန်တော့ယုံကြည်သူတို့တယောက်ကအပေါ်ကနဲ့အထက်ကနဲ့မွေးဖို့တော်သူတို့ဖြစ်တယ်အဲ့ဒါကြောင့်ဒီကရုံတေချနာထောင်းတော့တခါမွေးတဲ့လူဟာတခါတည်းနဲ့တေချနာတော့နော်တခါမွေးတဲ့လူကတခါတည်းနဲ့နှစ်ခါမွေးတဲ့သူလာတဲ့တခါပဲတည်းမယ်တဲ့ဟာလေလုယာခင်ဗျားတို့အမေမွေးတာပဲခင်ဗျားတို့လက်ခံနေမယ်အမေမွေးတာနဲ့ပဲကျွန်တော်အသက်ရှင်နေမယ်ရှင်နော်ဒီကုခန္ဓာအမေမွေးတဲ့ကုခန္ဓာလည်းတည်းမယ်ဘုရားတကယ်မောက်သွန်းထားတဲ့လက်မရှိတဲ့ဝိညာဉ်တော်လည်းတည်မယ်အမေတစ်ခါမွေးရင်ကုခန္ဓာတစ်ခါဘုရားတကယ်မောက်သွန်းထားတဲ့ဝိညာဉ်တော်တစ်ခါနှစ်ခါတည်မယ်နောက်ဆုံးတော့ဘာဖြစ်မလဲထာဝရငရဲထာဝရတည်မယ်ထာဝရတည်ချင်းဖြစ်မယ်ဒါပေမဲ့ဒီအမေမွေးတဲ့ဇာတိပကတိနဲ့မွေးပြီးမှတော့ပါမှာဝိညာဉ်တော်ဘုရားပြင်မွေးချင်းခံရပြီဆိုတော့သူတက်ဖို့ချင်းခံပြီဆိုတော့တခါပဲတည်မယ်။ဘာတည်မလဲအမေမွေးတဲ့ခုခန္ဓာပဲတည်တော့မယ်။ဟာလေလုယာ။အဲ့ဒါကိုယေရှုခရစ်တော်ကပြောတာဖြစ်တယ်။အဲ့ဒါကြောင့်ငါကိုယုံကြည်ပါ။ဒီခုခန္ဓာအမေမွေးတဲ့ဟာကတည်မယ်။ဒါပေမဲ့ငါကိုယုံကြည်တော့သူဟာဖြစ်ရှိချင်းတော့မရောက်ဘူး။ထာဝရတည်ကြမယ်ဆိုတော့ဒီကတည်းကယေရှုခရစ်တော်ကပြောတယ်။ရောမအခန်းကြီး6အငယ်3လေးမှာပြောတယ်။ထို့ကြောင့်ငါတို့ဒီခမဲတော်ဘုံတို့အဖင်းတဲ့ချင်းမှာထာမျိုးတော်မူသည့်အငြိငါတို့ဒီလေအတိတ်တော်အတ္တနဲ့ကျင့်လေရမယ်အကြောင်းမူကားငါတို့ဒီသူဤတဲ့ချင်းတရာနဲ့ခငိတငွဲ့စိတ်ထားနေဘောနော်သူတဲ့ယေရှုခရစ်တော်နဲ့တူတဲ့မယ်ဆိုတော့သူဤထာမျိုးချင်းတရာနဲ့အတူထာမျိုးလေးပဲယေရှုခရစ်တော်ကကျွန်တော်တို့တေမင်းအစာအပိယအခတ်တေချင်းတရားကလည်းတေပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်သူနဲ့အတူတူတေမင်းရှင်တော့သူနဲ့အတူတူရှင်ပြန်ထမြောက်မယ်ဆိုတာကိုဒီမှာရှင်ဘောလုကဓမ္မတော်မှာပြောထားတာဖြစ်တယ်။နံပါတ်2ဒီအထက်ကလည်းမွေးဖွားခြင်းဆိုတာကပါလေဆိုတာကိုဒီမှာနိကတုကသူ့ကိုပြန်မဲလာတယ်။ယေရှုကတင်ဒီဖရာစေဣတရေလလူမျိုးဆရာလည်းဖြစ်တဲ့တင်နာမလဲပဲငါကိုယူကြည့်ရင်ကောင်းတဲ့အရာကိုမဲတော့တင်နာလဲနာမလဲယေရှုခရစ်ကပြောဆိုတော့ဒီမှာဘာပြောလဲဆိုတော့ဒုတိယမွေးဖွားခြင်းဆိုတာကကိုကိုမွေးလို့မရဘူးဟာကျွန်တော်တို့ကအဖေကိုကျွန်တော်တို့ကမိဘတွေကို complain လုပ်လို့လည်းမရဘူးလေဘာဖြစ်လို့ကျွန်တော်ကိုမိကလေးနဲ့မမွေးတာလဲဘာဖြစ်လို့ကျွန်တော်ကိုရုပ်ကျဲလေးနဲ့မမွေးတာလဲဘာဖြစ်လို့ကျွန်တော်ကိုချောချောလေးမမွေးတာလဲဘာ
ဘာဖြစ်လို့ကျွန်တော်တို့ထောင်ထောင်မွေးမမွေးတာလဲဟုတ်တယ်မလားကျွန်တော်တို့မိဘတွေကွန်ပလင်းလုပ်လို့မရဘူးကျွန်တော်တို့မိခင်ကြီးကမွေးတဲ့အတိုင်းပဲကျွန်တော်အသက်ရှင်တာဖြစ်တယ်ကျွန်တော်တို့မိခင်ကြီးကမွေးတဲ့အချိန်မှာကျွန်တော်တို့အလောက်နဲ့တစ်ခုမှမပါဘူးကျွန်တော်တို့ပါဝင်တာတစ်ခုလည်းမရှိဘူးကျွန်တော်တို့ကမွေးဖို့ရတဲ့ကျူးစားတာလည်းတစ်ခုမှမရှိဘူးအဲ့လိုပဲဝိညာဉ်တော်ဖခင်ရဲ့ဝတ်ဖို့ခြင်းဆိုတာကကျွန်တော်တို့ရဲ့ကျူးစားခြင်းကျွန်တော်တို့ရဲ့ပြုခြင်းကျွန်တော်တို့ရဲ့လုပ်ခြင်းအခုတော့ phrase ဒီကိုဒီပြောလို့ငါဟာတပတ်မှန်ခါစားဆုံးနေကျွန်တော်ကချက်စားတော့ချက်စားကုန်တော့အလွတ်ရတယ်ကျွန်တော်ကဖခင်ကြောင့်မလဲသူတင်ပေးတဲ့သူတယောက်ဖြစ်တယ်ခွေပေးတဲ့သူတယောက်ဖြစ်တယ်အဲ့ဒီလိုပဲခင်ဗျားနဲ့ဖခင်တကယ်ထမလာမယ်လို့ဖြစ်မယ်လို့ငါယုံကြည်တယ်ဆိုတဲ့သဘောမဟုတ်ဘူးဝိညာဉ်တော်ကမွေးဖို့ခြင်းဆိုတာကယုံကြည်ခြင်းနဲ့ပဲဖြစ်တယ်ကဲတင်ခြင်းကယုံကြည်ခြင်းနဲ့စာပြောပြီးသားကဲတင်ခြင်းဆိုတာကယုံကြည်ခြင်းနဲ့လာတယ်ယုံကြည်ခြင်းဆိုတာကအဲ့ဒီယေရှုခရစ်တော်ရဲ့တရင်ကောင်းကိုကြားနာချဖြစ်လာတယ်ဗါလေငါကိုယုံကြည်တော်သူပေါတော်ကြီးအငယ်ဆက်ရှိမှပါပြောတယ်ဒါတော့ကိုယုံကြည်တော်သူဒီအပြစ်ရှိခြင်းကိုမခံယုံကြည်တော်သူမူကားဖယားသခင်တပါးတော်သားတော်ကိုယုံကြည်တော်ကြောင့်အခုပင်နဲ့ခြေရင်ချင်းကိုမခံခြေရင်ချင်းကိုခံရပြီအဲ့ဒီသားတော်ယေရှုခရစ်တော်ကိုယုံကြည်တော်သူဟာအပြစ်ရှိရင်ချင်းကိုမခံရတော့ဘူးဒါပေမဲ့အဲ့ဒီယေရှုခရစ်တော်ကိုမယုံကြည်ဘူးဆိုတော့ဒုတိယမွေးဖို့ချင်းကိုမခံဘူးဆိုတော့ယခုပြင်ရင်ဘုရားသခင်ရဲ့တရားရှိရင်ချင်းကိုခံရပြီလို့အခက်အခဲဆက်မှာပြောထားတယ်အခက်အခဲဆက်ကိုကျွန်တော်ပြောလိုက်မယ်အရာအကြိုက်တယ်အပြစ်ရှိရင်ချင်းကိုခံရကြောင်းခံရကြောင်းကားတယ်နော်အလင်းဒီဤလောကတော့ဝင်ရွယ်တဲ့လူတို့ဒီမကောင်းသောအချင်းကိုချစ်တော်ကြောင့်အလင်းတဲ့အမောင်မဲ့ကိုတာရဖြစ်တဲ့ကြရင်ကဲတကယ်ရှင်းမတော်ယုံကြည်သူမဟုတ်တဲ့လူတွေကအလင်းတဲ့အမောင်ကိုတိုက်ကြတယ်တဲ့အလင်းကယေရှုခရစ်တော်ယေရှုခရစ်တော်နဲ့အတူတူနေပြီးဝိညာဉ်တော်ဖျားအဖြစ်သူတည်းအမွေဖွဲ့ခြင်းကိုခံရပြီးကျွန်တော်တို့ခရိယာအတ္တကိုရှုံးနှံပြီးဆိုကြတဲ့ကစေလို့တော့မကောင်းတော့ဘူးအရက်တော့မကောင်းတော့ဘူးသူမြဲနဲ့ရာဖြစ်တာမကောင်းတော့ဘူးဒီလောကရဲ့လောကီဇက်တိပကတိနဲ့အသက်ရှင်ခြင်းဟာဖျားသခင်နဲ့ဆက်ခြင်းဖြစ်တယ်ဆိုရကိုကျွန်တော်တို့စိတ်ထဲမှာကိုယ်လုံးတည်ပြီးသားဖြစ်တယ်ဒါပေမဲ့ဝိညာဉ်တော်ဖျားကတော့အဲ့ဒါမလောက်နဲ့မတွန်းနဲ့အဲ့ဒါပဲပြောတယ်ဒါပေမဲ့သူတို့ကကျွန်တော်တို့ကဘယ်လိုပဲအပြစ်အဓမ္မကျွန်တော်တို့ကိုတားလည်းမတားဘူးအတင်းအဓမ္မကျွန်တော်တို့ကိုခွင့်လည်းမပေးဘူးဒါပေမဲ့ကျွန်တော်တို့နှလုံးသားထဲမှာအတိညာပေးထားတယ်ဆိုတော့ဒီဟာကိုယေရှုခရစ်တော်နဲ့အတူအသက်မရှင်တဲ့လူတွေကအလင်းကိုမကြိုက်ကြဘူးတဲ့ဘာဖြစ်လို့လဲသူတို့ရဲ့အပြစ်ကိုပေါ်လာတဲ့အတွက်ကြောင့်အလင်းထဲမှာဆိုတော့ကိုယ်လုံးပေါ်တယ်လို့အလင်းကိုသူတို့ကမကြိုက်ကြဘူးဘာဖြစ်လို့လဲသူတို့ရဲ့လောက်ထားတဲ့အပြစ်တွေကိုအလင်းထက်ကလည်းပေါ်မှာဆိုလို့သူတို့ကမကြိုက်ကြဘူးတဲ့ဆူရောက်တော့အချင်းကိုချင်းတော့သူပေါ်လို့ဒီအလင်းကိုမြင်ပြီးရွယ်တယ်မိတော့အချင်းအပြစ်ပါဒီကိုမထင်ရှားစေချင်ကအလင်းတော့မရှိကြဓမ္မတရားကိုချင်းတော့သူမူကမိအချင်းတို့ဒီဘုရားသခင်ရဲ့အလိုတော်နဲ့အညီရှိဒီကိုထင်ရှားစေချင်ကအလင်းတော့ရှိကြရွယ်ဘူးဘောတော်မူရင်ဆိုတော့ကျွန်တော်ယေရှုခရစ်တော်ကျွန်တော်ဖြောင့်မခြင်းကျွန်တော်သက်ရှင်ခြင်းကျွန်တော်ဒီဟာကျွန်တော်ရဲ့လောက်ချင်းပြုချင်းကျူးဆခြင်းအချင်းမဟုတ်တဲ့အတွက်ကြောင့်ယေရှုခရစ်တော်အဖြစ်သက်ရှင်ခြင်းဖြောင့်မခြင်းကိုခံရတဲ့အတွက်ကြောင့်တားတော်ဖြစ်ခြင်းကိုခံရတဲ့အတွက်ကြောင့်ကျွန်တော်တို့အတွက်တော့ဘာမှအခက်အခဲမရှိဘူးအဲ့ဒါတော့ရှင်ပေါလုကပြောလဲဝိညာဉ်တော်ရှိတဲ့နေရာတိုင်းမှာအရာအလုံးဒီလွတ်လပ်သောအရာတွေရှိတယ် free အဲ့ဒါ free ဆိုတာပါလေကျွန်တော်ရက်တော်လို့ကဲတင်ချင်းကြပြီကျွန်တော်ကဲတင်ချင်းမပြုတ်နိုင်တော့ဘူးကျွန်တော်ထောက်ရတဲ့ရပြီဆိုတော့ကျွန်တော်ကဲတင်ချင်းမပြုတ်တော့ဘူးဆိုတော့အရက်တော့ free မဟုတ်ဘူးအဖြစ်လို့ free မဟုတ်ဘူးဒီက free လွတ်လပ်တော်ဝိညာဉ်တော်ရှိတဲ့နေရာတမှာလွတ်လပ်နေထိုင်ခွင့်ရတယ်ဆိုတာကကျွန်တော်ဝိညာဉ်တော်ကဥဆောင်နေပြီဝိညာဉ်တော်နဲ့အသက်ရှင်နေပြီဆိုတော့ဥပမာကကျွန်တော်တို့နေချင်းတယောက်ကဒီတစ်ခါလေးတော့လာတော့ပါဘီယာလေးများမမူးဘူးနော်ကျွန်တော်တို့အမေရိကန်တော့မမဟုတ်တာကျွန်တော်တို့တစ်ခါတလေအောက်ထီရတဲ့ချိန်မှာပိုက်ဆံပူလေးနဲ့တောက်တာပါကိစ္စမရှိပါဘူးကွာလာပါဆိုတဲ့ဟာမျိုးသူငယ်ချင်းတွေကမျိုးဆွေလာတဲ့ချိန်မှာကျွန်တော်တို့အတွက်တော့တရားတော့ကျွန်တော်တောက်ရင်ကောင်းမလားမတောက်ရင်ကောင်းမလားတကယ်ရဟုတ်တယ်ရှာရီရတဲ့တိမှာမဟုတ်ဘူးဒီတစ်ခါတော့ကျွန်တော်တို့အောက်ထီနေရတယ်ဆိုတော့တပူတော့တောက်ရအောင်ဆိုတဲ့နော်ရှင်းဆိုင်ညမလူတော့ဘူးကျွန်တော်တို့အတွက်တော့မလူမကောင်းဘူးဒီကတော့ကျွန်တော်တို့မတောက်တော့ဘူး
ကျွန်တော်အတွက်တော့ဘာမှမဖြစ်တော့ဘူးဆိုတဲ့ဟာကိုလွတ်လပ်စွာလွယ်လွယ်ကူကူနဲ့ဆုံးဖြတ်ပိုင်ဖို့ပြောတာဖြစ်တယ်ဟာလေလုယာဘုဒ္ဓတာဆယ်လက်မျိုးခုလိုပဲဖြစ်တယ်ခဏလေးနဲ့ပြောတော့ဘယ်ချင်းတော့မှလည်းမသိဘူးဘယ်နေရာပြောမှလည်းမသိဘူးဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တော့မသိဘူးအဲ့ဒါကြောင့်ဒီနေ့ချစ်မှန်တော်ယုံကြည်သူဟာနံပါတ်1အထက်ကလည်းငွေပတ်တော့ဖြစ်မယ်အဲ့ဒါမှအထက်ကနဲ့တက်တဲ့ခံတော်သူဖြစ်ရမယ်ဘယ်လိုတက်တဲ့ခံလဲယေရှုခရစ်တော်ဟာဖခင်သခင်တာဖြစ်တာတော့ဖြစ်တဲ့မှန်ကန်ကြောင့်ဘုံသူတို့ကတက်တဲ့ခံမယ်တဲ့အဲ့ဒါကြောင့်အလင်းနဲ့အသက်ရှင်လာတဲ့အချိန်မှာသူတို့ကယေရှုခရစ်တော်ဖခင်သခင်ရဲ့တာတော်ဖြစ်တော်ကိုသူတို့ကတက်တဲ့ခံမယ်တဲ့အထက်မှာလာတော့သူဒီအလုံးစုံတော့ကိုအလုံးစုံတော့အထက်ပြီးမေကြီးမှာဖြစ်တော်သူဒီမေကြီးနဲ့ဆက်ဆံ၍မေကြီးအရာကိုပြုတ်တည်ဇာတိပဂတိနဲ့မွေးဖို့တော်သူဟာဒီဇာတိပဂတိအကြောင်းကိုပဲသူမေတ္တာရှင်စားတယ်အင်ဂျီဒီဘောင်းဘီတိတ်ဒီကားရီဘောနော်ပန်းစမင်းနာနဲ့အရာတွေမှာပဲသူပြုံမွေးနေတယ်နော်မင်းနာနဲ့အရာတွေအားလုံးမင်းနာနဲ့အရာတွေကိုပဲဖျားသခင်အကောင်းချင်းမင်္ဂလာဆုပြီးတော့သူကတန်တာတယ်သူကအဲ့ဒီမှာပဲပြုံမွေးနေတယ်ဒါပေမဲ့အဲ့ဒီဂျောဟန်ကပဲပြောတာလေဒီဂျောဟန်ပထမဆာဆောအခန်းကြီးနဲ့ငယ်စဉ်ကမှလူတွေကစိတ်နေကြတယ်လူတွေကဆုဆုံးနေရတယ်လူတွေကဘယ်လိုပြောမလဲချစ်လူတွေကဝတ်ထွားတဲ့အရာတွေအလုံးဟာဒီမဲ့တဲ့အရာတစ်ခုမှမရှိဘူးတဲ့ဒီနဲ့တစ်ခုပြီးတစ်ခုပြုတ်ဝင်နေပြီဖယားသခင်အလူတော်အသက်ရှင်တော်သူကလည်းထာဝရတည်ရမယ်ဆိုပြီးတော့ဒီကြောင့်ကပဲပြောတယ်ဒီနေ့ကျွန်တော်တွေ့တယ်မို့လားနိုင်ငံချဲ့မပြောဘူးနော်ဒီရုပ်ဒီနော်ရုရှားဒီယူကရိန်းဒီဘောနော်အစ္စရေးလဒီနော်အခုနော်ဟစ်ဘိုလာနော်အဖရိကန်မပြောဘူးကျွန်တော်တို့ဗမာပြည်တော်မှာကျွန်တော်တို့စခန်းပြည်မှာအရင်လကကြီးကြီးတို့ကျွန်တော်ဘလို့စူဆောင်ထားတဲ့အင်းဒီနော်နှစ်တရားနေရာ300ဖေးမေစူဆောင်ထားတဲ့အင်းဒီဘလို့တနည်းအခေမှာပုံပါတော့တယ်ဟုတ်တယ်မလားချစ်တဲ့ဒီကပုံလာချင်တော့တခါလဲအသက်ပြောတာမပြောနဲ့ကျွန်တော်ဆူဆောင်းထားတဲ့ကားရင်းနေအကုန်လုံးတရွာလုံးဖြစ်ရှိပုံနေမလားအဲ့ဒါကြောင့်ရှင်ကျော်ကပြောတယ်ဒီဟာဒီကမတက်မနဲ့လောကီသားတွေကဒီဟာဒီကိုတက်မတာမူတို့ကြမွေးဖွချင်းမခံနဲ့အပေါ်ကလည်းမွေးဖွချင်းမခံနဲ့လူတွေကတာနေအဲ့ဒါကိုတက်မတာသူတို့ကတာကိုပဲမြင်ချင်းနဲ့အဲ့ဒါကိုပဲသူတို့ကဝါကြွားချင်းတာအဲ့ဒါကြောင့်ဒီဟာဒီဟာဘုရားသခင်ထံမှာလာတော့အရာမဟုတ်ဘူးဘုရားသခင်ထံမှာလာတော့ခံစားရတော့ကောင်းချီးမင်္ဂလာမဟုတ်ဘူးဘုရားသခင်ထံမှာလာတော့ကောင်းချီးမင်္ဂလာပါလေကြွေဝါတော့အတ္တဖြစ်တယ်ကြွေဝါတော့အတ္တအပြောမွေးနဲ့တာတော့ကိုယူကြည့်တော့သူတို့ဒီထာဝရတဲ့ကိုရ၏တာတော့ကိုပြင်းတာတော့ကိုပေတော့သူမူဟာအတဲ့ကိုမတွေ့ရသူပေါ်နဲ့ဖျားသခင်ပြတ်တော်မူနေသတိလို့ပြောထားလိုက်တယ်ဖျားသခင်ရဲ့ဘယ်ကဘာလဲဒေါတာကိုသူတို့အပေါ်မှာအမေဒေါတာကိုသူတို့အပေါ်မှာတည်နေပြီလို့ပြောထားတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဝန်ဘရက်ဆိုတာဂျန်ဘူလာနော်ကွန်မြူနတီနိုင်ငံမှာရူမေးနီးယားနိုင်ငံမှာတရင်ကောင်ကိုဟောရမစ်ရှင်နရီတယောက်ပေါ့နော်အဲ့ဒါအချင်းထောင်ထဲမှာသူထောင်ကျတဲ့အချိန်မှာသူ့ကိုမဲကြတယ်အချုပ်ထဲမှာယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့တာတော်ဖြစ်တယ်အခုနကျမ်းပိတ်ကိုဖတ်ခါလိုက်တယ်တာတော်ကိုယူကြည်တော်သူပေါ်တော့ဒီပဲရှိချင်းတော်မယောထာဝရတဲ့ကိုရစေချင်းကဘုရားသခင်ဒီအလောကီသားမျိုးကိုချစ်တော်မူတဲ့အတွက်ကြောင့်ဆိုရကျမ်းပိတ်ကိုအလွတ်ရစေချင်းတာအချုပ်သားတွေကွန်မြူနတီလူသက်သမားတွေနော်အဖိုးသမားတွေနော်တခုရီကွန်မြူနတီနိုင်ငံမှာထောင်ချပြီးရှင်တော်မလွယ်ဘူးကွန်မြူနတီဆိုတာနားနေတာကိုရကြမြို့ကူရီတော့တရုတ်တော့ရုရှားတော့မှထောင်ထရောက်ပြီးဆိုတာကလူအကောက်တယောက်မှမရှိဘူးအကုန်လုံးလူစုပဲဆိုတာတော့ပြီးပြီးသားဘောနော်လူတယောက်ကတော့ပြောတယ်သူ့တပ်ကိုဂျေရီကလာဖန်တော့လေအချုပ်ထဲရောက်တော့ခဏိမှာဒါအချုပ်ထဲမှာလူကောင်းနေတယ်ပဲသူ့ပေါင်းပါတော့တဲ့အချုပ်ထဲမှာပါလူကောင်းရှိနေတော့မတည်ဘူးနော်အချုပ်ထဲမှာလူစုနေတယ်မပေါင်းတော့နော်လူကောင်းနေတယ်ပဲသူ့ပေါင်းပါတော့အဲ့လိုလူစုနေနော်မြင်ဘူးတယ်မလားရာရှီရောတယောက်တော့ကျွန်တော်ငါပေထုတ်တယ်မှာနော်ထုတ်ပေတော့ရှိတော့နော်ရထောင်ထောင်မောင်းတခုရီအဲ့ဒါတမျိုးရှိမှတရားတော်ဟောတာအဲ့ဒီချက်ပဲလို့ကိုဖတ်ခဏနောက်ဆုံးကျတော့သူကိုပါကြလဲပါညာနဲ့ဝန်ဘရမ်ကိုလိုလဲတဲ့ချိန်မှာနောက်ဆုံးကျတော့ဝန်ဘရမ်ကဆူတောင်းနေအဲ့ဒီဓမ္မအချောင်းကိုပဲသူတို့ပြောတဲ့ချိန်မှာကြာလာတော့လေ3လလောက်ကြာလာတဲ့ချိန်မှာဝန်ဘရမ်ကိုအချောင်းသားတွေကလာဝဲပြီးတော့လာပြောဝန်ဘရမ်ခ
ခင်ဗျားပြောတဲ့ယေရှုခရစ်တော်ဟာဘယ်လိုလူမျိုးလဲခင်ဗျားအဲ့ဒီယေရှုအကြောင်းကိုကျွန်တော်တို့သိချပြောပြလိုက်ပါလားဘယ်လိုလူမျိုးဖြစ်တယ်လဲလို့ပြောတဲ့အချိန်မှာဝန်ဘရမ်ကဘာပြောလဲဆိုတော့ကျွန်တော်ပြောနေတဲ့ယေရှုခရစ်တော်ဟာကျွန်တော်လူပဲဖြစ်တယ်အဲ့ဒါနဲ့ထောင်သားတွေအားလုံးကပြောတယ်ဟာဟောဒီဒါဆိုတော့ခင်ဗျားပြောနေတဲ့ယေရှုခရစ်တော်ဟာခင်ဗျားလူပဲဖြစ်နေဆိုတော့ငါတို့ယူကြည့်ပြီငါတို့လက်ခံပြီအဲ့ဒီယေရှုကိုပဲငါတို့ကိုယ်မယ်ဆိုပြီးတော့ရောမင်းရဲ့ထောင်ထဲမှာအကုန်လုံးအော်ပြီးတော့ယေရှုကိုလက်ခံနေတယ်ဟာလေလုယာယုံကြည်စစ်မှန်သောယုံကြည်သူတယောက်ရဲ့အသက်တာကိုလူများတွေကကြည်လာတဲ့အချိန်မှာသူတို့ဝမ်းမြောက်ခြင်းဝမ်းသာခြင်းကိုခံကြရတယ်ဒီမှာမိတ်ဆွေကျွန်တော်ကိုမင်းရင်ကျွန်တော်ဘယ်လိုဖြစ်မလဲခင်ဗျားကိုကိုယ်နေတယ်ခင်ဗျားယုံကြည်နေတယ်ခင်ဗျားခဏပြောတယ်ယေရှုခရစ်တော်ဟာခင်ဗျားလူဖြစ်တယ်ဆိုတော့ငါတို့ကတော့မယုံနိုင်ဘူးကွာဆိုတော့ကျွန်တော်အသက်တာမျိုးမှာဆိုတော့မလွယ်ဘူးနော်ကျန်တဲ့ဘာမှမပြောတဲ့တော့ဝမ်ပရတ်နဲ့တူတယ်ဆိုတော့ကျွန်တော်တို့လက်ခံတယ်ဝမ်ပရတ်နဲ့တူတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်မယ်ဆိုပြီးတော့လက်ခံပြီးတော့ယေရှုကိုယုံကြည်ရတယ်ဆိုတော့အဲ့ဒီဝမ်ပရတ်ကသူ့ရဲ့တရားတွေမှာရှိတာကျွန်တော်တို့ဆိုတော့ဒီနေ့ဆရာပြောထားတယ်ဒါပေမဲ့ယုံကြည်သူခေယဆိုတာကရှင်းမှန်တော့ယုံကြည်သူဟာကျွန်တော်တို့အသက်တာမှာဘယ်လိုပြောမလဲပုံဥပမာဖြစ်စေရမယ်။အော်ဒီလူတွေဖြစ်ရမယ်။အော်ဒီလူတွေယုံကြည်လို့ပဲဒီလူဟာအပေါ်ကလည်းပွင့်ဖို့ချင်းကြရတဲ့လူပဲကျွန်တော်တို့ဘယ်လိုပဲဆက်ရှုဒုက္ခဘာမှမလက်တေခါနဲ့ဆွေးရှိတယ်ပေါ့နော်။ခုလွတ်ချင်းရှိတာပဲ။အော်သူကဘယ်လိုပဲရှင်းရဲ့အလုံးမရှိသူတို့ပိုက်ဆံမရှိဒါပေမဲ့သူကအမေတံပြုံးနေတာပဲ။ဆရာကျော်နာလူပေါ့နော်အမေတံပြုံးလာတယ်မိမဟန်ဒီကတော့ဘာညာမလို့အဲ့လိုပဲအမေတံပြုံးနေတဘောကျတယ်ကျွန်တော်အမေတံပြောတယ်အားရတယ်ဒါကတည်းကဖေးကျော်လာရေးနေဟိုမှာထားပြီးတော့အဲ့လိုမျိုးထိုင်တော့ဘယ်သူကလာချီးရဲမှာလဲဘယ်သူကမှလာနောက်ဆက်ရဲမှာမဟုတ်တော့ဘူးနော်ဟုတ်တယ်မလားအဲ့ဒါတော့ယုံကြည်သူဆိုတာအထဲမှာရှိတဲ့ဝိညာဉ်တော်တရားပဲကျွန်တော်ပြောရှင်ဆိုတာမျက်နှာချွင်တာဆိုတာအသက်ရှင်ဖို့ဖြစ်တယ်အဲ့ဒါကြောင့်အခန်းကြီးအဲ့ဒါကြောင့်ဘုရားသခင်ယုံကြည်တော်သူအပေါင်းတို့ဟာရှင်းမှန်တော်ယုံကြည်သူတွေဟာရှင်မြတ်တဲ့အခန်းကြီး28အငယ်16မှာယေရှုခရစ်တော်ပြောထားတယ်ယူဒယာကနဲ့ဂျေရုဆလင်မြို့ကနဲ့ယူဒယာကနဲ့စမာရိယကနဲ့တကပါလုံးနော်ငါရဲ့တက်ဖြစ်မယ်ငါရဲ့တက်နော်သူတင်ပေးမယ် make disciple သူတို့ကိုတပည့်တော်ဖြစ်စေပါခမဲတော်တာတော်ဝိညာဉ်တော်ဖျားအဖြစ်နေချင်းမင်္ဂလာပေးပါကပါတီတို့ရဲ့နေတော့ရှိမှငါရှိမယ်ငါရဲ့တက်ဖြစ်မယ်နော်ဓမ္မတော်ခန်းကြီးတင်နေရှိမှဒီပြောပြထားပါနော်အဲ့ငါရဲ့တက်ဖြစ်လာမယ်ယေရုရှလင်ဆိုတာကကိုမေတ္တာဆိုတာနဲ့ကျွန်တော်တက်ဖြစ်ဖို့လိုတယ်ကိုအတင်းတော်အတွက်ကိုလူမျိုးတွေအတွက်တက်ဖြစ်ဖို့လိုတယ်စမာရိယဆိုတာကရှန်သူကိုပြောချင်တာဖြစ်တယ်စမာရိယနဲ့ယူဒလူမျိုးတွေဣသရေလလူမျိုးတွေလေခွေးနဲ့စိတ်လိုဖြစ်သွားတယ်သူတို့ပြိပြီဆိုတော့ချပြီးကြီးတော်ကိုမကြည့်ဘူးထမင်းတော်အတူတူမစားချင်ဘူးနော်ဘလို့မုန်းခဲ့တယ်ဆိုတော့ဂျေရုဆလင်ဖျားကြောင့်တိဆောက်တော့မယ်ဆိုတဲ့ချိန်မှာဂျေရုဘာဘကနင်းတော့စမာရိယလူမျိုးတွေလုံးဝမပါနိုင်ဘူးစမာရိယတွေပြထားတဲ့အလူငွေတွေဆွေးနွေးကြတယ်ကျွန်တော်လက်မခံနိုင်ဘူးဆိုတဲ့အချင်းကြီးဣသရေလလူမျိုးတွေကစမာရိယလူမျိုးတွေကိုမုန်းတာဇာတုဖြစ်တဲ့မှာထားတာဒါပေမဲ့ယေရှုကပြောလဲနော်ခင်ဗျားတို့မိသားစုတော်မဟုတ်ဘူးနော်ခင်ဗျားတို့ယူအထက်အမျိုးတွေထက်မဟုတ်ဘူးနော်ခင်ဗျားတို့ရဲ့ယံသူဖြစ်တဲ့စမာရိယကိုလည်းငါရဲ့တရင်ကောကိုပြောမယ်တဲ့ယေရှုပြောမှာအဲ့ဒါကြောင့်မို့ဆိုရင်ဒီနေ့မယုံကြည်သူစုကြတဲ့ကကျွန်တော်တို့အမျိုးတွေမဟုတ်ရင်လည်းပေါ့နော်ယေရှုခရစ်တော်ကျွန်တော်တို့မကြားဘူးတဲ့နော်မပြီးဘူးတဲ့လူရှိမှကျွန်တော်တက်တဲ့ပုဂ္ဂိုလ်ကယေရှုခရစ်တော်ကျွန်တော်မှာထားတယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်တက်တဲ့ခုညာအတွက်သူကပညတ်တော်အတိတ်ကိုပေးထားတယ်တဲ့နော်ပညတ်တော်အတိတ်ကိုပေးထားတယ်တဲ့ဘာပညတ်တော်လဲဆိုတော့အခန်းကြီး73အငယ်36မှာပြောတယ်ဒီနောက်ဒီအချင်းတယောက်နဲ့တယောက်ချစ်ကြလောငါဒီတင်တော့ကိုချစ်တင်နေတော့အချင်းချစ်ကြလောဟုတ်ပညတ်တိတ်ကိုငါပေး၏ကဲပညတ်တော်အဟောင်းကြီးအားလုံးကယေရှုခရစ်တော်ကပြီးဆုံးစေပြီပညတ်တော်ဟောင်းဆိုတာအလုံးနားလေပြီးတော့ပြောရင်တော့အချိန်မရှိတော့ဘူးအဲ့ဒီပညတ်တော်အဟောင်းကြီးအားလုံးကိုဒါပြည့်ဖြစ်ဖို့လာတာမဟုတ်ဘူးအဲ့ဒါကိုပြီးဆုံးဖို့လာတယ်
အခုငါပြည့်စုံစေပြီအဲ့ဒါကြောင့်ငါပြည့်တော့တပေးပေးလိုက်တော့မယ်တင်းနှုတ်ကငါချစ်တည်နေတူတင်းတော့အချင်းချင်းချစ်ကြတော့အဲ့ဒါငါပေးတဲ့ပြည့်တော့တပေးဟာလေလုယာအဲ့ဒါတော့ရှင်းမှတော့ယုံကြည်သူတို့ရောက်ဖြစ်ပြီဆိုတော့ကိုမိသားစုကိုချစ်ခဲ့တယ်လို့ကိုအင်းကြီးချင်းကိုအမျိုးဖျားတဲ့ခင်ပေးထားတဲ့နော်အသက်ဝိညာဉ်တော်အတူတကွပေးထားတယ်အော်ဒီလူဟာလူမဲပဲဖြစ်စေဒီလူဟာနော်တခြားလူမျိုးပဲဖြစ်ပါစေဖျားသခင်ကပေးထားတဲ့ဝိညာဉ်တော်အတူတူပဲသူပြီးတော့ကျွန်တော်တို့ကချစ်ချင်းမတ်တာကိုတော့ပြရအောင်မယ်ချစ်ချင်းမတ်တာကိုတော့ပြရအောင်မယ်အဲ့ဒါယေရှုခရစ်တော်ကပညတ်တော်အတိပေးထားတာဖြစ်တယ်ပြီးတော့ကိုရိန္သုအခန်းကြီး7မှာဒီနေ့ငါပြောထားတဲ့ဟာတင်းတော့ဖျားရဲ့သားဖြစ်ပြီးအထက်ကလည်းမွေးဖွားတော်သူများဖြစ်ပြီးဖျားရဲ့မိသားစုဝင်တွေဖြစ်တယ်ခင်ဗျားတို့ဟာထာဝရအသက်ရတဲ့သူတွေဖြစ်တယ်ဒါပေမဲ့ခင်ဗျားတို့ရဲ့ပြုချင်းလုပ်ချင်းကျူးစာချင်းအားထုတ်ချင်းအစာရှောင်ချင်းပေးလူချင်းချင်းမွန်ချင်းကူးကွယ်ချင်းအဖြစ်မဟုတ်ပဲနဲ့ငါရဲ့အသက်ပေးချင်းငါရဲ့အသွေးတော်အဖြစ်ဗာလဲပြင်ရင်တဲ့ကိုခမဲတော်နဲ့အတူတူငါပြုတ်ထားတဲ့ငါရဲ့အသွေးတော်အဖြစ်တင်တော့ဒီပြင်ရင်အတိတ်ကိုပေးထားပြီးတင်ဟာငါတို့တော်အဖြစ်ဖြောင့်မတော်တော်ဖြစ်တဲ့အဖြစ်ဟာဗာလဲညီရဲ့တော်လဲဗာလဲဖြူဖွေးရှင်နဲ့ဗာနဲ့လဲယေရှုအသွေးတော်အဖြစ်အဲ့ဒါဗာလဲပြင်ရင်အတိတ်အဲ့ဒါကြောင့်ပညတ်တော်အစ်နဲ့ပရိငိအစ်နဲ့ကျွန်တော်တို့ဒီအားလုံးဟာအသက်ရှင်တော်သူဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ချစ်မှန်တော်သူကြည်သူအားလုံးကနေ့ရှင်နဲ့တန်ယေရှုပါဖာထားတဲ့ဒီစပိရင်နဲ့မုံကိုသုံးဆောင်တဲ့အတိုင်းငါဒီတင်းတို့အတွက်အသေးခံရတဲ့အကြောင်းကိုရှင်းပြပြီးတော့ငါမကြွလာမချင်းဒီဟာလေးကိုအမေတန်သုံးဆောင်ပါဆိုပြီးတော့ယေရှုခရစ်တော်ကမှာထားတဲ့တန်ချစ်မှန်တော်ယုံကြည်သူယေရှုခရစ်တော်ကိုလက်ခံတော်သူကျွန်တော်တို့ယုံကြည်သူဖြစ်တဲ့အတွက်ကြောင့်နေ့တလမှတစ်ခါနဲ့ဆိုတော့ကျွန်တော်အတုံးဆောင်ပြီးတော့အတုံးပြုခြင်းဖြစ်တယ်ဆိုတော့ဘယ်လဲဆရာဒီကနေ့ပြောချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ယုံကြည်သူတတ်တဲ့ရောရှိတဲ့ပုံမှာရှစ်မှန်တော်အတ္တမှာကျွန်တော်တို့ရှင်းထားတာဖြစ်ရတယ်ဒီနောက်ကပတ်တော်အားဖြင့်ဒီရောက်ရှိတဲ့ကိုဖျက်တဲ့ဆက်လက်ပြီးတော့ကောင်းချီးပေးပါစေကျွန်တော်